ဒီစကားပြောလာတဲ့အချိန်မှာတော်တော်လေးသူတို့အတွက်ရှက်စရာကောင်းတယ်ဗျာတကယ်တမ်းပြောရရင်မေဆုကိုအခုလိုမျိုးဒါလုံနေတဲ့အချိန်မှာသူတို့အတန်တိတ်ခဲ့တယ်ပြီးတော့အဲ့လိုလှုပ်တဲ့ကောင်ကိုလည်းအားပေးအားမြောက်လှုပ်ခဲ့တယ်ပြီးကြတော့ဒီစကားပြောတယ်ဆိုတော့တရုတ်ကကျွန်တော်တို့အတွက်ဘလို့ကောင်မျိုးလဲဆိုတဲ့ဟာကိုကျွန်တော်တို့မမေ့သင့်ဘူးအားလုံးပဲမင်္ဂလာပါຫນွေဦးတော်လန်ကြီးရဲ့နောက်ဆုံးရတိုက်ပွဲသတင်းများကိုချိန်နဲ့တပြေးညီနားဆင်နိုင်ရတဲ့အတွက် like and subscribe လုပ်ထားပေးပါရန်တောင်းဆိုရပါတယ်မှာကျောင်းပြည်သူတွေအားလုံးကဘာပဲသိကျင်လဲဆိုတော့မေဆုကိုဘယ်နေရာကိုပို့လိုက်တာလဲပေါ့နော်။ဘာကြောင့်သိကျင်တာလဲဆိုတော့မေဆုကိုအခုလိုမျိုးပေါ့နော်ဒါလက်ကျန်ပြစ်ဒဏ်တွေကိုနေအိမ်မှာပဲဒါသတ်မှတ်ထားတဲ့နေအိမ်မှာပဲပြောင်းရွှေ့ပြီးတော့ဒါကြခံစေတယ်ဆိုတဲ့ဟာကြီးညာလိုက်တဲ့အချိန်မှာဘယ်ကိုပြောင်းရွှေ့တယ်ဆိုတဲ့အကြောင်းစစ်ကောင်စီကထည့်ပြီးတော့မပြောသွားဘူးတိတိကျကျပုံစံမျိုးထုတ်ပြန်သွားတာမရှိဘူးပေါ့နော်ဒီပေါ်မှာအကုန်လုံးကစိတ်ဝင်စားနေဘဲကိုရောက်သွားတာလဲပြီးတော့ကျတော့ဓာတ်ပုံတစ်ပုံပဲထုတ်ပြန်လာတယ်အဲ့တော့မေဆုအသက်ရှိသေးရဲ့လားဆိုတဲ့ပုံစံမျိုးစိုးရိမ်ပူပန်နေကြတဲ့ဟာတွေကလည်းအများကြီးရှိပါတယ်ပြီးတော့ဘာကြောင့်ပူပန်ရတယ်ဆိုတော့ဟိုနေ့ကဗီဒီယိုမှာပြောပြထားတယ်ပေါ့နော်အဲ့တော့ထပ်ပြီးတော့တီးလာရတဲ့သတင်းတွေရပါတော့ကျွန်တော်တို့လည်းစိတ်ဝင်စားတော့လိုက်ပြီးတော့သတင်းတွေဒါစုံစမ်းဒါဖက်ရှုတဲ့ခါကျတော့သတင်းနှစ်ခုတွေ့ရတယ်ဘယ်နေရာတွေမှာထားနိုင်တယ်ဆိုတဲ့ပုံစံမျိုးသုံးသပ်ထားတဲ့ဟာမျိုးတွေတွတွေ့ရတယ်ပေါ့နော်ပထမဆုံးကတော့ဒါ ARD မှာတင်ထားတဲ့သတင်းပေါ့နော် ARD ဒါသတင်းတစ်ပုဒ်တွေ့တယ်ဒါမေဆုကိုနေပြည်တော်မှာတီးတန့်ထောင်တပ်ဖွဲ့ဆောက်လုပ်ထားတဲ့အိမ်ကိုပြီးခဲ့တဲ့တကြံအတက်နေ့ဧပြီလဒါ16ရက်နေ့မှာအရေးပေါ်ပြောင်းရွှေ့ထားတယ်ဆိုပြီးတော့ဒါဖော်ပြထားတယ်ပေါ့နော်အဲ့တော့ဒါနေပြည်တော်မှာပဲရှိသေးတယ်ဆိုတဲ့ပုံစံမျိုးတော့ဖော်ပြသွားတယ်ဒါ AR ကတင်ထားတဲ့ဟာပေါ့နော်အဲ့တော့အဲ့ဒီအိမ်ကတဲ့နေပြည်တော်ဒါစစ်တပ်နယ်မြေထဲမှာမဟုတ်ဘဲနဲ့စစ်တပ်မိသားစုနေထိုင်တဲ့မြို့နယ်မှာရှိတယ်တဲ့ပြီးရင်ဒါဒီအိမ်မှာပေါ့နော်တိတာထင်ရှားပါတယ်ဆိုတဲ့ဒီခြံစည်းရိုးအမြင့်ကြီးတွေကိုခတ်ထားတယ်ပေါ့နော်ခြံစည်းရိုးတွေကိုပတ်လဲကာယံထားတယ်ဆိုပြီးတော့ဒါပြောသွားတယ်ပေါ့နော်လူလို့လားပေါ့နော်ကျွန်တော်စဉ်းစားကြည့်ရဘာကြောင့်လဲဆိုတော့မေဆုလိုမျိုးပုံကိုမျိုးကအဲ့လိုမျိုးထိမ့်သိမ်းစရာလို့လားတကယ်ပြောတာဘာကြောင့်လဲဆိုတော့သူ့ကိုဖမ်းမယ်ဆိုတာတော့မှပဲကြိုပြီးတော့သိခဲ့တဲ့ဒါမေဆုလိုပုံကိုမျိုးပေါ့နော်ပြီးရင်ဒီလိုမျိုးလာဖမ်းမယ်ဆိုတာကြိုသိတာတော့မှပဲဘဲမှမရှောင်ပြေးပဲနဲ့လုံးဝရဲဝံ့ရင်ဆိုင်ခဲ့တာအဲ့ဒါကသူ့ကိုဖမ်းဆီးထိန်းသိမ်းပါတယ်ဆိုတဲ့အချိန်မှာအဲ့ဒါကသူ့ကိုမတရားသဖြင့်ဖမ်းဆီးပါတယ်ဆိုတဲ့အချိန်မှာကတည်းကကျွန်တော်တို့သိရှိခဲ့ရတဲ့အချက်ပေါ့နော်သမ္မတကြီးဦးဝင်းမြင့်ရောမေဆုရောကအဲ့လိုပုံစံမျိုးနဲ့စစ်ကောင်စီလက်ပါစီဆိုတဲ့ကောင်တွေပေါ့နော်လာပြီးဖမ်းဆီးပါတယ်ဆိုတဲ့ကောင်တွေကိုရဲရင်ဒါလုံးဝမအိပ်ဖဲနဲ့ပေါ့နော်ညတော်မှမအိပ်ဖဲနဲ့ရဲရင်ဆိုင်ခဲ့တာဖြစ်တယ်ပေါ့နော်အဲ့တော့အဲ့လိုမျိုးပုံစံမျိုးထိမ့်သိမ်းစရာလိုလားဗျာပေါ့နော်ပြီးတော့အဲ့လိုမျိုးနေပြောင်းလဲပြီးတဲ့အချိန်မှာပေါ့နော်မေဆုစီကိုဒါဒုတိယဗိုလ်ချုပ်ကြီးရာပြည့်နဲ့ရဲချုပ်တို့ကလာပြီးတော့တွေ့ဆုံနေဆိုပြီးတော့လည်းဖော်ပြထားတာရှိတယ်ပေါ့နော်ပြီးတော့ဒါအခုနောက်ပါထွက်လာတဲ့ပုံတပုံမှာလည်းဒါသူ့ကိုလာတွေ့တဲ့သူတွေပေါ့နော်မေဆုကိုလာတွေ့တဲ့သူတွေဒါပုံပါအတိုင်းမြင်တွေ့ရလိမ့်မယ်ပေါ့နော်အဲ့ဒါကတော့ဘယ်သူဖြစ်တယ်ဆိုပြီးတော့ပြောဆိုနေကြရလည်းရှိပါတယ်ဒါနဲ့ပတ်သက်လို့လည်းကျွန်တော်တို့ဆက်ပြီးတော့စုံစမ်းပေးပါမယ်ပေါ့နော်ပြီးတော့နောက်ထပ်ပေါ့နော်သတင်းတွေထပ်ပြီးတော့ထွက်လာရလည်းရှိတယ်တူလောတွေပေါ့နော်အဲ့ဒါကတော့နေပြီးတော့ဥဒ္ဒရာတီရီပေါ့နော်အဲ့ဥဒ္ဒရာတီရီအစိုးရအိမ်ယာတစ်ခုအနီးဝင်ကြီးဟောင်းတဦးရဲ့နေအိမ်ကိုတဲ့ပြောင်းရွှေ့လိုက်တယ်ဆိုတဲ့သတင်းအဲ့သတင်းလည်းထွက်ပေါ်နေရရှိပါတယ်ဒါ BBC ကဒါတင်ထားတဲ့ဟာပေါ့နော်အဲ့တော့မေလ1ရက်နေ့ကစလို့အဲ့ဒီအိမ်မှာလုံခြုံရေးအတားအဆီးတွေချထားတာတွေတွေ့ရပြီးတော့လုံခြုံရေးတပ်ဖွဲ့ဝင်10ဦးထက်မနည်းရှိနေတယ်လို့လည်းသတင်းတွေထွက်နေတာဖြစ်ပါတယ်တကယ်တမ်းဆိုရင်တော့လုံခြုံရေးတပ်ဖွဲ့ဝင်10ဦးထက်မကထားလိမ့်မယ်လို့လည်းယူဆတယ်ဒါမမြင်လို့လားတော့မသိဘူးပေါ့နော်ဒါပေမဲ့အဲ့လိုမျိုးပုံစံမျိုးထားနေတယ်ဒါကလည်းသုံးသက်ချက်ဖြစ်တယ်ဒါကလည်းဒေသခံအရင်းမြစ်ကပေါ့နော်နေပြီးတော့ဒေသခံအရင်းမြစ်ကဒါသူတို့စီကိုပြောထားတဲ့ဟာပေါ့နော်အဲ့တော့အဲ့လိုပုံစံမျိုးတွေတော့ကျွန်တော်တို့တွေ့ရတယ်ဒါပေမဲ့ဘယ်နေရာမှာထားတယ်ဆိုတဲ့ဟာမျိုးကျွန်တော်တို့မသိရဘူးနောက်ထပ်ပြီးတော့သိရတဲ့ဟာကကြတော့လေစကား6ဆိုတာနေပြီးတော့တိုင်းရန်တက်မှာပေါ့နော်ဒါသူတို့ရဲ့တက်မှာမှုဆိုရင်လည်းစူးစီးပုံမှုချုပ်အဲ့လိုပုံစံမျိုးဒီစကား6အဲ့စကား6ရဲ့နေမြေထဲမှာလည်းထားတယ်ဆိုပြီးတော့လည်းသိရတာရှိတယ်ပေါ့နော်ဒါကတော့အခြားသတင်းရင်းမြစ်တွေကအဲ့မှာကျွန်တော်ပြောချင်တာကဒီသတင်းရင်းမြစ်တွေအကုန်လုံးကတိကျပုံစံမျိုးနဲ့မေဆုရှိနေပါတယ်ဆိုတဲ့ဟာမျိုးအတန်းပုံစံမျိုးတွေထွက်လာရလည်းရှိတယ်အိုက်ပုံကအတူအိုက်ပုံကအစ်စ်ဒီလိုမျိုးညင်းခုန်နေကြတဲ့ဟာကလည်းတောက်လျှောက်ဆိုသလိုဒါဒီနေ့ဒီချိန်ထိရှိနေတော့မှဖြစ်ပါတယ်အဲ့တော့ဒါကတော့ဒါမေဆုရဲ့ဒါတက်ရှိထင်ရှားရှိပါတယ်ဆိုတဲ့သူ့ရဲ့လှုပ်ရှားမှုဟန်ပန်ပြောဆိုပေါ့နော်ဒီလိုမျိုးလှုပ်ရှားသွားလာနေတဲ့ပြောဆိုနေတဲ့ပုံရိပ်တွေမှတ်တမ်းတွေဒါမျိုးတွေမတွေ့ရသေးတဲ့၍အမှန်အကန်ပေါ့ဗျာအစစ်အမှန်ဒါမျိုးတွေမတွေ့ရသေးသေး၍အခုလိုမျိုးညင်းခုန်မှုတွေကတော့ဆက်လက်ပြီးတော့ဖြစ်ပွားနေဦးမယ်လို့ထင်ပါတယ်စစ်ကောင်စီကတော့မေဆုကိုနေအိမ်ပြောင်းလဲလိုက်တယ်ဆိုတဲ့သတင်းထုတ်ပြန်ကြေညာတဲ့အချိန်မှာဓာတ်ပုံတစ်ပုံထည့်ပြီးတော့ထုတ်ပြန်လာတာရှိတယ်ပေါ့နော်အဲ့ဒါကဒါမေဆုကိုဒါစိတ်ပူနေကြတဲ့ပြည်သူတွေရှိတယ်ဗျာအဓိကတော့မေဆုအသက်ရှိနေသေးလားဆိုပြီးတော့ဒါအမြဲတမ်းမှာ
စူတောင်းမြတ်တာပို့နေကြတဲ့သူတွေရှိတယ်အဲ့လိုလူတွေကိုပေါ့နော်စစ်ကောင်စီကထပ်ပြီးတော့ညှင်းဆဲလိုက်တယ်လို့ပဲကျွန်တော်တို့ယူဆတယ်ပေါ့နော်ပြီးတော့ကျတော့သူ့လောက်အဖိုးမတန်ဘူးဆိုတဲ့ပုံစံမျိုးသူကလှုပ်ပြတာမင်းအောင်လှိုင်ကသူ့ရဲ့ဒါဖျားတက်တဲ့ပုံစံမျိုးတွေကြတော့အကျယ်တွင်ဖော်ပြပြီးတော့အမေစုလိုပုံကိုမျိုးကြတော့ဓာတ်ပုံလေးတစ်ပုံတော့မှမရေရာမသေးကြပုံစံမျိုးနဲ့ဖော်ပြခဲ့တာတွေ့ရလိမ့်မယ်ပေါ့နော်အဲ့တော့ဒါအမေစုကိုစိတ်ပူနေကြတဲ့သူတွေကိုဓာတ်ပုံပြပြီးတော့ညှင်းဆဲတာလို့လည်းပြောလို့ရတယ်ဒါအပြင်နိုင်ငံတကာကိုလည်းဒါသူပြချင်တာပေါ့နော်အာဆီယံရဲ့ဂတိကဝတ်တွေကိုသူလိုက်နာပြီးတော့အကောင့်ထဲဖော်နေတယ်ဆိုတဲ့ပုံစံမျိုးပြချင်တာလည်းဖြစ်ပါတယ်ပေါ့နော်အဲ့တော့ဒီလိုမျိုးနေကျေကျုပ်ပုံစံမျိုးကြီးညာလာပြီးရဲ့နောက်မှာရှေ့နေအဖွဲ့ကအမေစုနဲ့တွေ့ဆုံဖို့စီစဉ်နေတယ်ဆိုတဲ့အကြောင်းလည်းကျွန်တော်တို့ထပ်ပြီးတော့သတင်းတွေမှာတွေ့ရပါတယ်အဲ့တော့အဲ့ဥစ္စာကတော့ဒါ Rider သတင်းဌာနကဖော်ပြထားတယ်ကျွန်တော်တို့ဒါမြန်မာပိုင်းမီဒီယာတွေကနေပြီးတော့လည်းဒါဆက်လက်ပြီးတော့ဖော်ပြနေကြပြီတွေ့ရလိမ့်မယ်ပေါ့နော်အဲ့တော့ရှေ့နေအဖွဲ့ကမေလ3ရက်နေ့မှာအမေစုနဲ့တွေ့ဖို့စီစဉ်ထားပြီးတော့အမေစုရဲ့သဘောထားတွေကိုမေးမြန်းဆွေးနွေးသွားမှာဖြစ်ပြီးတော့လိုအပ်မဲ့ပစ္စည်းတချို့ကိုလည်းယူဆောင်သွားမယ်ဆိုပြီးတော့သိရတယ်ပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့မေစုစီကိုပေါ့နော်ဒါထောင်ဝင်စာတွေ့တဲ့အချိန်တိုင်းမှာပစ္စည်းပို့ရတယ်ဆိုတဲ့သတင်းလည်းရှိတယ်ပေါ့နော်အဲ့လိုပို့တဲ့အချိန်မှာသူက yes scan ကိုပဲပို့ရတယ်သိသေးဘူးဗျအဲ့တော့ဒီတွေ့ဆုံမှုကပုံမှန်ထောင်ဝင်စာတွေ့ချင်းမျိုးမဟုတ်ဘဲနဲ့မေစုနဲ့ရှေ့နေအဖွဲ့အကြားအသေးစိတ်ဆွေးနွေးမဲ့ကိစ္စတွေလည်းရှိလာမှာဖြစ်တယ်ဆိုပြီးတော့သိရတယ်အဲ့တော့ဒါသာတကယ်အမှန်တကယ်ဖြစ်လာမယ်ဆိုရင်တော့ဝမ်းသာစရာလို့ပြောရမယ်ပေါ့နော်ပြီးတော့အဲ့ဒီနေ့အခြေအနေကိုလည်းကျွန်တော်တို့စောင့်ကြည့်အောင်မှာဖြစ်တယ်အဓိကတော့အသက်ရှင်လျက်ရှိသေးကြောင်းသက်သေဖြစ်လာနိုင်လို့ပေါ့နော်ဒါတော့မှပဲကျွန်တော်တို့ဘလို့ထုတ်ပြန်မလဲအကုန်လုံးမှာရှိကြတယ်ပေါ့နော်ပြီးတော့ဘာမှမလဲဆိုတဲ့အပေါ်အဲ့အပေါ်မှာလည်းစိတ်ဝင်စားကြတယ်မေစုဘာပြောမလဲတကယ်လို့များတွေးခွင့်ရလို့တွေ့တဲ့ခါကျရင်မေစုဘာပြောမလဲပြည်သူတွေကိုဘာများမှာမလဲပေါ့နော်ဘာကြောင့်လဲဆိုတော့ရှေ့မှာတမန်ကြီးဦးဝင်းမြတ်ထွက်လာတဲ့အချိန်မှာလည်းကျွန်တော်တို့အဲ့လိုပဲမျှော်လင့်ခဲ့ကြရရှိတယ်ပေါ့နော်ဘာကြောင့်လဲဆိုတော့ဒီလိုမျိုးစူးစမ်းပန်းစားနဲ့တော်လိုင်းအလုပ်တွေလုပ်နေကြရင်နဲ့စိတ်ပင်ပန်းပေါ့နော်ပြီးရင်ကိုယ့်ရဲ့ခေါင်းဆောင်တွေအတွက်မျှော်လင့်နေဆိုပေမဲ့လည်းဒါခဲရင်းတဲ့အရာတစ်ခုဖြစ်တယ်ပေါ့နော်အဲ့တော့အဲ့လိုမျိုးဒါမှားကြားမယ်ဆိုတဲ့စကားတွေကိုလည်းကျွန်တော်တို့တေချာစဉ်းစားတွေးတောပြီးမှပဲယုံလို့ရမယ့်အနေအထားဖြစ်နေတယ်မေစုကိုယ်တိုင်ပြောမှပဲကျွန်တော်တို့ကစိတ်ချလက်ခံရမယ့်အနေအထားဖြစ်နေတယ်ဒါကတကယ်အမှန်ပဲပေါ့နော်စစ်ကောင်စီကမတရားယုံပါတယ်အရန်ကိုကောက်ကျစ်တယ်ဒါကြောင့်မလို့ကျွန်တော်တို့တခုခုဆိုရင်တေချာစဉ်းစားတွေးတောချင့်ချိန်ပြီးမှပဲယုံရမယ့်အနေအထားဖြစ်နေတယ်ပေါ့နော်ဟိုမှာလည်းတင်ထားတာတွေ့တယ်ပေါ့နော်အဲဥစ္စာနဲ့ပတ်သက်လို့ကျွန်တော်သဘောကျတဲ့ဟာလေးလည်းပြန်ပြီးတော့မျှဝေချင်ပါတယ်အဲ့တော့ဗာလဲဆိုတော့မေစုနေပြောင်းလိုက်တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ပေါ့နော်အချင်းထောင်ကနေပြီးတော့အချင်းအိမ်ကိုပို့တယ်လို့လိုရင်းပြောပါတော့ဗျာတဲ့ကျွန်တော်ပြောဥပါတယ်တဲ့လူတို့ခေါင်းဆောင်ကိုနိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ပြည်သူရွေးချယ်တင်မြှောက်ထားတဲ့ခေါင်းဆောင်ကိုသူတို့ဂွင်းလုံးကျွတ်ချက်ချင်းမလွတ်ရဲဘူးပေါ့နော်အဲ့ဒီတက်တီမျိုးမရှိဘူးပေါ့နော်ဘာလို့လဲဆိုရင်သူ့စီကအာဏာလှုပ်ထားတာတဲ့လှုပ်ထားတဲ့အချက်ကိုတော့ကျွန်တော်တို့ဘယ်တော့မှမေ့လို့မရဘူးအဲ့တော့ဒီလိုခေါင်းဆောင်ကိုဖဲတစ်ချက်လိုမျိုးကစားဖို့ကြံနေတယ်ပေါ့ဗျာတဲ့ဒါကိုကျွန်တော်တို့သတိမလွတ်သွားဖို့ရေးကြီးတယ်ဒါအမှန်တကယ်ပဲပေါ့နော်တကယ်ကျွန်တော်တွေးကြည့်မယ်ဆိုရင်အဲ့ပုံစံမျိုးပဲကျွန်တော်ရှေ့ဗီဒီယိုမှာပြောထားတယ်ပေါ့နော်အဲ့တော့အဲ့ဥစ္စာကလည်းဘသူရဲ့ဇညွန်းလဲအားလုံးသိတယ်ပေါ့နော်ဟုတ်ကအဲ့လိုမျိုးဒါကစားဖို့လုပ်နေတယ်ဆိုတဲ့ဟာကသူလူရဝင်ခြင်းလို့သူလူရဝင်ခြင်းလို့မေစုရဲ့ထမိန်နာပြန်ပြီးတော့ဒါသူခိုရတာပဲတကယ်ပြောတာအဲ့ဒါကျွန်တော်တို့ဒါလွန်လွန်ကျူးကျူးပြောလိုက်တယ်ဆိုပြီးတော့ထင်ကောင်းထင်နိုင်တယ်ဒါပေမဲ့တကယ်အမှန်ပဲပေါ့နော်ဒါကြောင့်လဲဆိုတော့သူတို့ဒါရွေးကောက်ပွဲအတုတွေလုပ်တယ်ပြီးရင်ဒါသမ္မတအတုတက်လုပ်တယ်ပြီးတော့လည်းနိုင်ငံတကာဆက်ဆံရေးမှာဒါသူတို့ဆက်ဆံရေးကောင်းအောင်အတွက်သူတို့လိုလားတယ်သူ့ကိုအတိမတ်ပြုမှုလိုလားတယ်ဒါပေမဲ့ तू ကအတုဖြစ်နေတယ်အဲ့လိုအတုဖြစ်နေတဲ့ဟာကို तू ကဖြေလျှော့ပေးဖို့အတွက်အခုလိုမျိုးပုံစံမျိုးတွေလုပ်နေတယ်ဒီဖဲတစ်ချက်ကိုထုတ်ရှိုးတယ်ဆိုတဲ့ပုံစံမျိုးပြောနေကြတာအားလုံးလည်းသိပါလိမ့်မယ်ပေါ့နော်အဲ့ဒါကတကယ်အမှန်ပဲပြီးတော့နောက်ထပ်ဒီစစ်ကောင်စီရဲ့အကွက်ဟောင်းပေါ့နော်ဒီခုနလှုပ်လိုက်ပါတယ်ဆိုရယ်စစ်ကောင်စီရဲ့အကွက်ဟောင်းအဲ့အကွက်ဟောင်းက तू ကအမြဲတမ်းမှာလှုပ်ခဲ့တဲ့ဟာအမြဲတမ်းမှာမေစုကအဲ့လိုမျိုးတုံးချခဲ့ကြတယ်ပေါ့နော်ပြောရရင်မေစုကိုတုံးချပြီးတော့အတိမတ်ပြုမှုလိုချင်တဲ့စစ်ကောင်စီပေါ့နော်ပြောမယ်ဆိုဒီစစ်ရာဇဝတ်ကောင်တွေပေါ့နော်မင်းအောင်လှိုင်ကတရားဝင်မှုတော့လိုချင်တယ်ဒါပေမဲ့ဓာတ်တွေ့မြေပြင်မှာဘာတွေလုပ်နေလဲဆိုတော့စစ်ရာဇဝတ်မှုတွေပဲလုပ်နေတယ်ဒီသူကိုနေ့စဉ်နဲ့မျှဒါလေကြောင်းတိုက်ခိုက်မှုတွေလုပ်ပြီးတော့ဇက်တိုက်ဆိုသလိုဒါသူတို့ညှင်းဆဲတပ်ဖြတ်တာမျိုးတွေလုပ်တယ်ပြီးတော့ကြတော့ဒါအာနာကိုမတရားလူယူတယ်ပြီးတော့စစ်ရာဇဝတ်မှုတွေကျူးလွန်နေပေါ့နော်ဒါပေမဲ့မေစုကကြတော့တည့်တဲ့အတိုင်းပဲလူတို့ကရွေးချယ်တင်မြှောက်ထားတဲ့ပုံကိုပြီးတော့ကြတော့အဲ့လိုမျိုးပုံကိုမျိုးကိုဒါစစ်ကောင်စီမင်းအောင်လှိုင်ကပေါ့နော်မတရားသဖြင့်တစိမ့်တွေကတ်တယ်မတရားသဖြင့်ပုံမှန်တွေတက်တယ်မတရားသဖြင့်အကျဉ်းချတယ်ပေါ့နော်ဒီလိုမျိုးလောက်ခံထားတာသူ့မှာဘာအပြစ်မှမရှိဘူးဘာအပြစ်မှမရှိတဲ့အပြင်ကိုမှပေါ့နော်အခုလိုမျိုးမတရားသဖြင့်ဖမ်းဆီးပြီးတော့အကျဉ်းချထားတယ်ပေါ့နော်အဲ့တော့အဲ့နှစ်ခုကိုတဲ့ဒါအဲ့နှစ်ခုကိုနော်ဒန်းညှိပြီးတော့မင်းတို့ချင်းစကားပြောကွာဆိုတဲ့ပုံစံမျိုးအဲ့လိုအချိုးမျိုးတွေလောက်လာနိုင်ခြေရှိတယ်တဲ့အဲ့ဒါကိုလည်းကျွန်တော်တို့သတိလစ်လို့မရဘူးသတိလက်လွတ်ဖြစ်သွားလို့မရဘူးဆိုတော့အမေစုအစဉ်ပြေစေဖို့အတွက်သူတို့ကလည်းဒါအလိုရှိပါတယ်ဆိုတဲ့ပုံစံမျိုးသူတို့ပြောသွားတာရှိတယ်ပေါ့နော်အဲ့ဟာနဲ့ပတ်သက်လို့မေးတဲ့ဟာကိုကိုကြီးမင်းကိုနိုင်ကပြန်ဖြေထားတာရှိတယ်ပေါ့နော်အဲ့ဒါဘာလဲဆိုတော့မေစုကသူတို့အတွက်ဒါမိတ်ဆွေဟောင်းမိတ်ဆွေကောင်းဆိုတဲ့ပုံစံမျိုးပြောတဲ့အပေါ်မှာပေါ့နော်ပြောမယ်ဆိုရင်တော့
အဲ့ဒါရည်ကြကောင်းတယ်ဆိုပြီးတော့ခနဲ့လိုက်တယ်ဗျာကြည်လားပြီးတော့ကျတော့မေကွန်းပြန်ထုတ်တယ်ပေါ့နော်အဲ့ဒါပါလဲဆိုတော့မေစုခုလိုမျိုးမတရားသဖြင့်ပေါ့နော်ဒီမင်းအွန်လိုင်းကအနိုင်ကျင့်နေတဲ့အချိန်မတရားသဖြင့်ပေါ့နော်ဖန်စီအချင်းချဒါဒီလိုမျိုးဒစိမ့်တွေကတ်လုံနေတဲ့အချိန်မှာဘာလို့အတန်တိတ်နေတာလဲပြီးတော့ကျတော့အဲ့လိုမျိုးလှုပ်ပါတယ်ဆိုတော့မင်းအွန်လိုင်းကိုဘာဖြစ်လို့ကူညီခဲ့တာလဲတကယ်ကိုကူညီခဲ့တာနော်စီရေးအရလားနိုင်ငံရေးအရလားသူအများကြီးကိုကူညီထားတာပေါ့နော်အဲ့တော့အကျိုးအမြတ်အများကြီးရထားလို့ဒီလိုကူညီတယ်ဆိုရင်တော့မှပဲဒီစကားပြောလာတဲ့အချိန်မှာတော်တော်လေးသူတို့အတွက်ရှက်စရာကောင်းတယ်ဗျာတကယ်တမ်းပြောရရင်မေစုကိုအခုလိုမျိုးဒါလုံနေတဲ့အချိန်မှာသူတို့အတန်တိတ်ခဲ့တယ်ပြီးတော့အဲ့လိုလှုပ်တဲ့ကောင်ကိုလည်းအားပေးအားမြောက်လှုပ်ခဲ့တယ်ပြီးကြတော့ဒီစကားပြောတယ်ဆိုတော့တရုတ်ကကျွန်တော်တို့အတွက်ဘလို့ကောင်မျိုးလဲဆိုတဲ့ဟာကိုကျွန်တော်တို့မမေ့သင့်ဘူးအဲ့ဒါကိုကျွန်တော်အမြဲတမ်းသတိရနေဖို့လိုတယ်ပေါ့နော်နောက်တစ်ခုကလက်နက်ကင်ထားတဲ့စစ်သားတွေကမေစုကိုဘာလို့ကြောက်တာလဲအဲ့ဒါလည်းရှင်းပါတယ်ဒါအတ္တမနဲ့ဓမ္မပေါ့နော်ဓမ္မဆိုစင်ပြုတ်မျက်နှာစင်မဲမကြည့်ဝင်မှုဆိုတဲ့စကားကိုသုံးနှုံသွားတယ်ပေါ့နော်တကယ်တမ်းတော့အဲ့ကောင်တွေကစင်တဲ့တောင်နှိုင်းလို့မကောင်းဘူးပေါ့နော်တကယ်ကိုအောက်တန်းကြတဲ့ကောင်တွေဖြစ်တယ်တကယ်ကိုလူမဆန်တဲ့ကောင်တွေဖြစ်တယ်ပေါ့နော်အဲ့တော့ဒါအမှန်တရားဘက်မှာရက်တည်နေတဲ့သူတယောက်ပုံကိုတယောက်ပြီးရင်လူတို့ရဲ့ထောက်ခံမှုအပြည့်အဝရထားပါတယ်ဆိုတော့လူတို့ခေါင်းဆောင်တယောက်ကိုအခုလိုမျိုးလူတို့ကိုပေါ့နော်ညှင်းဆဲတက်ဖြတ်ပြီးတော့လူတို့ကအမြဲရှုံချနေတဲ့ကောင်မျိုးကဘလို့မှရှင်းနိုင်စရာအကြောင်းဖြစ်ဘူးဒါသူတို့ကြောက်တယ်ဆိုတာဒါပုံမှန်ပဲပေါ့နော်ဒါလည်းတကယ်အမှန်ပဲပေါ့နော်အဲ့တော့တော်လိုင်းကိုပုံဖြတ်တာတွေဝါရဖြတ်တာတွေအလင်းဝင်တာတွေနိုင်နဲ့ပတ်သက်လို့လည်းအများကြီးပဲပြောသွားတာတွေ့ရတယ်အဓိကတော့ဒီလိုမျိုးအကွက်တွေရွှေ့လာပြီးတော့ပေါ့နော်သူတို့အသာစီးရဖို့အတွက်နိုင်ငံရေးအသာစီးရဖို့အတွက်ညီမျိုးစုံနဲ့တုံးလာနေတယ်ဆိုတော့သူတို့ကပြည်သူကိုစိတ်နှောက်ယှက်လေးမှပဲဖြစ်ဆိုတဲ့ပုံစံမျိုးနဲ့လောက်တာဖြစ်တယ်နောက်တစ်ခုကနိုင်ငံတကာကိုပြချင်တာပေါ့နော်ငါတို့တွေဒီလိုမျိုးအကောင့်ထဲပေါ်နေပြီငါတို့ဒီလိုမျိုးအကောင့်ထဲပေါ်ပြီးတဲ့အချိန်မှာဒါ PDF တွေကစအလင်းဝင်တာတွေရှိလာနေပြီပြီးရင်ငါတို့ဒါမျိုးတွေကိုပြန်ပြီးတော့ထိန်းချုပ်နိုင်နေပြီငါတို့အရေးတာနေပြီဆိုတဲ့ပုံစံမျိုးအဲ့လိုပုံစံမျိုးကိုသူတို့ဖန်တီးနေတာဖြစ်ပါတယ်ပေါ့နော်အဲ့ထဲမှာမှသူတို့အရေးတာစီဖို့အတွက်မေစုဆိုတဲ့ဖဲတစ်ချက်ကိုထပ်ထုတ်ပြီးတော့အသုံးပြုတယ်ဆိုပြီးတော့ပဲပြောရမှာဖြစ်တယ်ပြီးတော့ကျွန်တော်တို့သတိထားစရာတစ်ခုရှိတယ်ပေါ့နော်ထူးခြားတဲ့ဟာပေါ့နော်အဲ့ဒါဘာလဲဆိုတော့စစ်ကောင်စီကကလိန်ကြစ်တခြားကြပြောတာမဟုတ်ဘူးအဲ့သူတို့ရဲ့ထုတ်ပြန်ချက်ထဲမှာပေါ့နော်ဒါဒီနေ့မိတ်ဆွေတယောက်ကဒါမြမအလင်းသတင်းစာကနေပြီးတော့ဒီ screenshot လေးရိုက်ပြီးတော့တင်ထားတာရှိတယ်ပါအဲ့ဒါလေးကိုတင်ထားတာတွေ့ရတယ်အဲ့ထဲမှာဘယ်လိုပြောထားရလဲဆိုတော့မေစုကိုနေရင်အကျယ်ကျုပ်ဆိုတဲ့ပုံစံမျိုးနဲ့သူတို့ကသုံးလုံးသွားတာမဟုတ်ဘူးပေါ့နော်ပြစ်ဒဏ်ကြားခံရသည့်နေရာအားပြောင်းလဲသတ်မှတ်ဆိုပြီးတော့ပဲရေးထားတာပေါ့နော်အဲ့တော့ဘာမှထူးခြားပြီးတော့ပြောင်းလဲသွားတဲ့ပုံစံမျိုးဖြစ်မနေဘူးဗျာပြီးတော့ဒါကိုယ်ကွန်မန့်ကိုနိုင်ပြောသလိုပေါ့နော်စေအုပ်စုကမေစုကိုဂွင်းလုံးကျွတ်လွတ်ပေးဖို့လောက်အထိဒီကောင်လေးမှာတတိမရှိဘူးပေါ့နော်ဒါဆိုရင်ဘာကြောင့်မလို့အခုလိုမျိုးထုတ်ပြတာလဲဒီလိုအချိန်မှာဘာကြောင့်မလို့ထုတ်ပြတာလဲအဓိကတော့ပြည်သူလူထုကဘလို့တုံ့ပြန်မလဲဆိုတဲ့ဟာကိုလည်းသူတို့စောင့်ကြည့်နေတာလဲပါတယ်နောက်ထပ်အရေးကြီးတဲ့ဟာရှိတယ်ကျွန်တော်ခုနပြောတဲ့ဟာပါပဲအဓိကတော့တရားဝင်မှုရကျင်တာသူတို့ဟာတွေအကုန်လုံးကတရားဝင်မှုမရှိဘူးတရားဝင်မှုမရှိဘူးဆိုတဲ့ဟာကအစစ်အမှန်မဟုတ်လို့အတုအယောင်ဖြစ်နေလို့အဲဒီကသူတို့လုပ်တဲ့ရွေးကောက်ပွဲဆိုတာကလည်းအတုအယောင်ပဲဘယ်သူကမှအတိမမပြုတ်ဘူးပေါ့နော်ပြည်သူကတော့အတိမမပြုတ်ဘူးသူတို့ဘာသာသူတို့အစောပိုင်းကာလမှာသူတို့ပြောခဲ့ကြတယ်ပေါ့နော်ဟာတဲ့ဟိုနိုင်ငံတကာကအတိမမပြုတ်တာဘာအရေးလဲပေါ့နော်ဘာအကြောင်းလဲပေါ့နော်ပြည်တွင်းကလောက်တာပေါ့နော်ပြည်သူတွေအတွက်လောက်တာမြန်မာနိုင်ငံအတွက်လောက်တာပေါ့နော်မြန်မာပြည်သူတွေအတိမပြုတ်ရင်ပြီးတာအဲ့မြန်မာပြည်သူတွေလည်းအတိမမပြုတ်ဘူးတကယ်တမ်းတော့အဲ့ကြားတဲ့ကမှသူတို့သမရအဖြစ်အတင်းလှုပ်တယ်အတင်းလှုပ်ပြီးတဲ့အချိန်မှာအခုသမရအတုဖြစ်ပဲအကုန်လုံးကသတ်မှတ်ထားတယ်ခေါင်းဆောင်ပိုင်းနာမည်ရေးထိုးတဲ့နေရာတော့မှပဲဒီကောင်လေးမပါဘူးပေါ့နော်အဲကြောင့်မလို့နိုင်ငံတကာအတိုင်းဝိုင်းကရောအာဆီယံကရောဒီကောင်တွေကိုအတိမတ်မပြုတ်ဘူးပေါ့နော်အဲ့လိုအတိမတ်မပြုတ်တဲ့အချိန်မှာဒီအမေစုဆိုတဲ့ဒါဖဲတစ်ချက်ကိုသူတို့ထုတ်ပြီးတော့အတုံးချကျင်တာဖြစ်တယ်အဓိကတော့ဒီအချိန်နဲ့ဒီအချိန်ခါမျိုးကသူတို့လုတ်ကိုလှုပ်ရမယ့်ကိစ္စမျိုးဖြစ်နေတယ်ပေါ့နော်အဲကြောင့်မလို့ဒီဥစ္စာကလည်းတကယ်တမ်းပြောမယ်ဆိုရင်တခြားကြောင့်ဖြစ်လာမှာမဟုတ်ဘူးအခုပြည်သူတွေအားလုံးပေါ့နော်ပြည်သူတွေအားလုံးပါဝင်လို့ပြည်သူတွေအားလုံးပါဝင်တဲ့တော်လိုင်းကပေးတဲ့ဖိအားကိုဒီကောင်နေမခံနိုင်လို့ပေါ့နော်ဆက်ပြီးတော့တွေးကြည့်မယ်ဆိုရင်ဒါပဲဒီအချက်ပဲပေါ့နော်အဓိကတော့ဒီကောင်နေဒီလိုမျိုးပုံစံမျိုးလုတ်ကိုလှုပ်ရမှာပဲပေါ့နော်ဘာကြောင့်လှုပ်ရမှာလဲဆိုတော့ဒါပြည်သူတွေနဲ့ဒါတော်လိုင်းအင်အားစုတွေအကုန်လုံးကတော့ပြည်သူပါပဲပေါ့နော်ပြည်သူတွေရဲ့စုပေါင်းပြီးတော့ဒီကောင်တွေကိုတော်လန်တဲ့တန်ကိုဒီကောင်နေမခံနိုင်လို့အခုလိုမျိုးလှုပ်လာရခြင်းဖြစ်တယ်ဒါကိုကျွန်တော်တို့ဆက်ပြီးတော့လှုပ်ဆောင်သွားကြဖို့အရေးကြီးတယ်နောက်တစ်ခုကကျွန်တော်ပြောတဲ့ဟာပေါ့နော်ကလင်ကချစ်လှုပ်တာပေါ့နော်နေအိမ်ကျဲကျုပ်ဆိုတဲ့ပုံစံမျိုးမဟုတ်ဘူးပေါ့နော်နေအိမ်ပြောင်းလဲပြီးတော့ကြခံစေရတယ်ဆိုတဲ့ပုံစံမျိုးထည့်ပြီးတော့ပြောသွားတာအဲ့ဒီဟာကိုသူကကလင်ကျစ်တမင်မှလိမ့်တစ်ပတ်လှုပ်ပြီးတော့အသုံးချသွားတာဒါကိုလည်းကျွန်တော်တို့နားလည်ကြဖို့လိုတယ်ဒီထက်ပိုပြီးတော့ပြောင်းလဲမှုတွေဖြစ်လာဖို့အတွက်ဆိုရင်ကျွန်တော်တို့ပို့ပြီးတော့စူးစမ်းကြဖို့လိုတယ်နောက်တစ်ခုကဒီအတန်တွေထုတ်ဖို့ပေါ့နော်အမေစုခုလိုမျိုးမတရားသဖြင့်ခံထားရတယ်အခုဆိုရင်သူကဒါ6ပုံတပုံ short ပေါ့တယ်ဆိုတဲ့ဟာမျိုးပဲရှိတယ်ပေါ့နော်နှစ်ခါသူတို့ short ပေါ့ပေးတယ်ဒါပေမဲ့အဲ့လို short ပေါ့ပေးတဲ့ဟာကိုလည်းကျွန်တော်တို့ကဘာမှဟိုဟာဖြစ်စရာမလိုဘူးဗျာတကယ်တမ်းပြောမယ်ဆိုရင်အဲ့လိုမျိုးဒါအချင်းချခံရတယ်ဆိုတာကမဖြစ်ကုန်မဖြစ်တင်တာဘာအပြစ်မှမရှိထားဘူး
ဒါကြောင့်မလို့လုံးဝချွင်းချက်မရှိလွတ်ပေးရမယ်အနေထားဒါအောင်မှပဲသူ့ကိုကျေးဇူးတင်အောင်ဆိုတဲ့ပုံစံမျိုးနဲ့ပေါ့နော်သူကပဲဂိယူနာရှင်ကြီးပါဆိုတဲ့ပုံစံမျိုးနဲ့လှုပ်ပြနေတာကတော်တော်လေးယွန်စရာကောင်းတယ်ပေါ့နော်ဒါကြောင့်မလို့မေဆုလွတ်မြောက်ဖို့အတွက်ကိုတော့ကျွန်တော်တို့ဒီထက်ပို့ပြီးတော့အတန်တွေထုတ်ဖော်ပေးဖို့အတွက်အရန်အရေးကြီးပါတယ်အခုဆိုနိုင်ငံတကာကလည်း